များစုဟာစိတ်လှုပ်ရှားမှုနောက်ကိုလိုက်ကြပါတယ်သူတို့တွေက main ကလေးတွေ attention တွေနောက်လိုက်ကြတယ်လူကြိုက်များတဲ့အပြုမှုတွေကိုလိုက်လျောကြတယ်တစ်စက္ကန့်လောက်ရှင်သန်မှုကိုခံစားရစေမယ့်အရာတိုင်းကိုပေါ့ဗျာဒါပေမဲ့ကျွန်တော်သိလိုက်ရတာအစစ်အမှန်မီးဆိုတာကြဲကြဲလောင်လောင်နဲ့မလာပါဘူးအဲ့ဒီမီးဟာဘယ်တော့မှလက်မလျှော့ကြတဲ့လူတွေရဲ့စိတ်နှလုံးသားထဲမှာတိတ်တဆိတ်လောင်ကျွမ်းနေတာပါကျွန်တော်ချရှုံးမှုတယ်ကျွန်တော်ပြန်စဘူးတယ်ငိုခဲ့ဘူးတယ်ပြီးတော့ပြန်ထလာဘူးတယ်ဒါပေမဲ့တခုကဘယ်တော့မှမပြောင်းလဲပါဘူးအဲ့ဒါကျွန်တော်ရဲ့စီးကမ်းပဲဖြစ်ပါတယ်ကဘာကြီးအိတ်နေတဲ့အချိန်မှာကျွန်တော် meditation လုပ်တယ်သူများနဲ့စကားပြောနေချိန်မှာလည်းကျွန်တော်အလုပ်က priority ဆိုတာကိုသိပြီးတော့လှုပ်ရှားတယ်သူများဝေဖန်နေချိန်မှာကျွန်တော်တည်ဆောက်တယ် motivation တော့ကိုမလိုက်တော့ပါဘူး momentum ကိုပဲလိုက်နေတယ်အကြောင်းရင်းက motivation ကမေးမိန်ပျောက်ကွယ်သွားပြီမဲ့ momentum ကတော့တိုးဖွာလာနေလို့ပါဒီနေ့မှာကျွန်တော်တည်ဆောက်ခဲ့တဲ့အရာတိုင်းကကျွန်တော်ပြောခဲ့တဲ့စကားထက်ကိုမှပိုပြီးကျဲလောင်စွာပြောလာပါလိမ့်မယ်ကျွန်တော်နာမည် RJ ပါကဘာကြီးကဖုန်းလေးလောကထဲမှာရွတ်ချောက်နေတဲ့အချိန်မှာကျွန်တော်ကတော့နေ့စဉ်ကိုယ်တိုင်ကိုတိဆောက်နေပါတယ်ခင်ဗျားကသာစီကန်းဆိုတဲ့အရာကိုယုံကြည်တဲ့အနှဲငယ်တဲ့အတူတယောက်ဆိုရင်တော့ဆက်ကြည့်လိုက်ပါဒါကအစပဲရှိပါသေးတယ်